bounce back လုပ်ကြပြီเนาะပြန်ကန်မယ်ဟဲ့လားပြန်ရုံးထမယ်เนาะပြန်ပြီးတော့ကန်တက်မယ်ပြန်စံတက်မယ် bounce back all achievers have in common the ability to bounce back after an error mistake or failure ဒါကြတဲ့ online တဲ့သူတွေအားလုံးပေါ့เนาะသူတို့မှာတူညီတဲ့ဘုံเนาะချက်လေးရှိတယ်ဘာလို့လဲအရေးချင်းကဘာလဲ the ability to bounce back of an error mistake or failure အဲ့တော့ဒီမှားသွားပြီ mistake အန်ချော်သွားပြီစသည်အပြင်နော်တခုသုံးတာပေါ့တခုမှားသွားတာအန်ချော်သွားတာ failure နော်ခုနကကြာရှုံးမှုတခုကြုံသွားပြီပေါ့လေအဲ့တော့ကြုံပြီဆိုလို့ရှိရင်ဘာလုပ်မလဲပြန်ပြီးတော့ bounce back လုပ်နိုင်တဲ့အရေးချင်းမျိုးပါအချီပါရဲ့အားလုံးမှာအကုန်လုံးတူတူပဲအဲ့တော့ကောင်းတော့အဲ့ဒါလေးမှတ်ထားရရင်ပါရန်ကောင်းတယ်နော်ကိုကဘယ်ထဲမှာဘေးတက်ထဲမှာပါတယ်နော်စဉ်းစားကြည့်လိုက်ပေါ့အဲ့တော့ကိုကအချီပါ type ထဲမှာပါရင်ဘာဖြစ်သွားမလဲဒီဟာမျိုးပါအဲ့ဒါကြုံလိုက်ပြီဒါကျွန်တော်တို့ကြုံခဲ့ကြရနော်တို့မှားရလုပ်ခဲ့ကြတယ် error လုပ်ခဲ့ကြတယ်ခုနကအန်ချော်မှုတွေအဆင်ပြေမှုတွေကြုံခဲ့ကြတယ် failure ကြာရှုံးခဲ့ကြတယ်အကုန်လုံးဒါတို့ကြုံခဲ့ကြတယ်ချိုးရအမှလက်မှန်ရှုံးပေးသွားတယ်အဲ့တော့အဲ့လိုတို့ကြုံပြီဆိုရင်ဘာလုပ်မလဲ bounce back လုပ်နိုင်တဲ့အရေးချင်းမျိုးရှိရဆိုရင်တော့ကိုယ့်ကိုလက်ခံလိုက်ငါဒီအချီပါတယောက်တည်းဆိုဟုတ်နော် psychologist Simon Kruta နော်အဲ့ဒီဘာပြောလဲနော် say life is a series of outcomes နော် outcomes ဘောဆိုတာကရတဲ့တွေတန်းစီထားတာSometimes the outcome is what you want. တခါလေကြာရင်အဲ့ရလက်ကကိုလိုချင်တဲ့အရာတွေဖြစ်တတ်တယ်အဲ့ကြလို့ရှိရင် great မိုက်တာဗောကောင်းတယ်ဒီကိုလိုချင်တာဖြစ်ပြီဆိုတော့ကောင်းတယ်နော် So figure out what you did right အဲ့ကြရင်ဘာလုပ်မလဲစဉ်းစားပြန်သုံးသပ်ကြည့်လိုက်မင်းဘာအမှန်ဘာတွေလုပ်ခဲ့တယ်ပေါ့နော်ကိုတကယ်တမ်းအဲ့ဒီအောက်ခံပေါ့လေကိုလိုချင်တဲ့ကြက်ဖြစ်လာပြီဆိုတဲ့အချိန်မှာကိုလုပ်ခဲ့တဲ့အမှန်တရားဘာဖြစ်လဲ right approach ပေါ့ချင်းကပ်မှုတွေမှန်ခဲ့သလားဒါလေးပြန်ကြည့်ရအောင် Sometimes the outcome is what you don't want ဘာဖြစ်သွားပြီလဲဟောတခါကြပြန်တော့လည်းပဲရတဲ့တွေကကိုလိုချင်တဲ့အဖြစ်မလာဘူးဖြစ်ချင်တယ်လို့ဖြစ်မလာတဲ့အနေအထားမျိုးတွေရှိတယ် great ဒါလည်းကောင်းတာပဲတဲ့ဟောဒီကတော့နော်တော့ positive attitude ဒါလည်းကောင်းတာပဲဘာကောင်းတာ figure out what you did so you don't do it again ဘယ်လိုတက်ကြည့်လဲဘယ်လိုစဉ်းစားကြည့်ကိုလိုခဲ့တဲ့ကိစ္စတွေကိုပြန်သုံးသပ်ကြည့်လိုက်မှားသွားရလို့ရှိရင်ဒါမဖြစ်သင့်ဘူးဆိုလို့ရှိရင်နောက်တစ်ခါ don't do it again ဆက်မလုပ်နဲ့နော်အဲ့ဒါပေါ့ဆက်မလုပ်နဲ့အဲ့တော့ဘာဖြစ်မလဲ The key to bouncing back is found in your attitude toward the outcome အဲ့တော့ bouncing back လုပ်နိုင်တဲ့အဓိကအချက်ကဘာဖြစ်မလဲနော် bouncing back လုပ်နိုင်တဲ့အဓိကအချက်ကဘာဖြစ်မလဲဒီဟာက is found in your attitude toward the outcome ဖြစ်လာတဲ့ရလဒ်ပေါ်မူတည်ပြီးတော့ကိုယ့် attitude ဘယ်လိုထားမလဲတခုစူးစမ်းလိုက်ပြီဘောမှာကိုအောင်မြင်နေတဲ့ຢာတခုစူးစမ်းလိုက်ပြီရတဲ့ကာရှိရမရတဲ့ကာလည်းရှိတယ်ရရင်ရတဲ့ပုံမှာပြန်ပြီးတော့သူကပုံသက်ငါဘာအမှန်တရားလောက်ခဲ့မှန်တယ်လို့ဆိုရင်ဆက်လို့ပါအဲ့တိုင်းပဲဆက်လို့ဒါငါမှန်ကန်ခဲ့လို့ငါချင်းခဲ့တဲ့ဒီမှန်လို့ဒါအောင်မြင်သွားတယ်ဒီတိုင်းဆက်တယ်ဒါဘောကတခါကျမှမမြဲဘူးလေ life is change all the time ဆိုတော့ဘာလို့လဲခါကျကိုလိုချင်တဲ့မရတဲ့ကာသုံးသပ်ကြည့်လိုက် figure out လုပ်ကြည့်ဘာမှားနေတာဘာမှားပါအဲမှားတော့ပြန်ပြီးတော့တို့တွေပြန်ဆင်ခြင်တယ်ဆင်ခြင်ပြီးတော့မှသူက bounce back ပြန်လုပ်တာပြီးတော့အခု energy နဲ့ဆိုင်ပါပြီနော်လို့ရှိရင် okay
ဆိုတော့ achievers are able to keep moving forward no matter what happens ကောင်းတယ်နော်ဒါပဲ achiever ရဲ့သဘောတရားတွေဘာလို့လဲဘာတွေပဲ no matter what happens ကောင်းတယ်ဘာတွေပဲဖြစ်လာရှေ့ပဲဆက်သွားနိုင်တာနော်ဟုတ်လား able to keep moving forward able to keep moving forward ဘာတွေပဲဖြစ်လာဆက်ကိုသွားနိုင်တဲ့အနေအထားမျိုးကောင်းလိုက်တာနော်ဒါကြီးက achiever စိတ်ဖြစ်ချင်တာဖြစ်ကွာဆက်သွားမှာဒါမျိုး and that's made possible because they remember that failure does not make them failures ဟုတ်ပြီဘာလို့သွားနိုင်လဲကြည့်ကြအဲ့ဒါ that's made possibleဒီလိုမျိုးဖြစ်အောင်လုပ်နိုင်တယ်ဆိုတာကဒီလိုမျိုးရှေ့ဆက်သွားနိုင်တယ်ဆိုတာကဘာကြောင့်လဲဆိုတော့သူတို့သိရလေဘာဖြစ်တာလဲသူတို့ဘယ်မှာဖြစ်တာလဲဘာလို့လဲ failure does not make them failure ဘာဖြစ်လဲကြုံလာတဲ့မြတ်ရှုံးနေတာသူတို့ကိုဘာဖြစ်လဲဆုံးရှုံးသွားအောင်ထပ်လို့မရဘူးဘလားဘာတွေပဲ failure ဖြစ်ကြိုက်တဲ့ failure လာအဲ့ failure ကသူတို့ကိုထပ်ပြီးတော့အရှုံးသမားတွေဖြစ်အောင်လုပ်လို့မရဘူးဆိုတော့သူတို့ကလုံးဝ remind ပါနော် remind လုပ်ထားတယ်achiever စိတ် so no one should take mistake personally ဒါလည်းမိုက်နော်ဒါဘယ်သူမှမဖြစ်တဲ့လောကမှာကိုယ်ဘဝမှာတို့လုပ်ခဲ့တဲ့ညီမတို့မှားခဲ့တဲ့မှာတို့မှားခဲ့တဲ့အမှားတွေနော်ဒါတွေဘာဖြစ်လဲအရင်စိတ်ခံစားဘဝနဲ့ရင်းပြီးတော့အရင်ဘာဖြစ်လဲမခံစားနဲ့ပြောတယ်နော် that's the best way to pick yourself up after failure and continue with it positive attitude God yeah that's the best way to pick yourself up after failure and continue with the positive attitude နော်ဒါဘာဖြစ်လဲအကောင်းဆုံးနည်းပဲကိုကိုပြန်ပြီးတော့နော်ပြန်မှတ်နိုင်တယ်ဟုတ်တယ်ပြန်ထူနိုင်တယ်ဟုတ်တယ်ဒီ positive attitude နဲ့ပေါ့နော်ဆက်ပြီးတော့သွားနိုင်ဖို့ဆုံးရှုံးမှုတွေကြုံသွားပြီးလို့ရှိရင် positive attitude နဲ့ဆက်ပြီးတော့ continue လုပ်နိုင်ဖို့နော်ကိုကိုပြန်ပြီးတော့ pick up လုပ်နိုင်ဖို့ပြန်ထနိုင်ဖို့နော်အကောင်းဆုံးနည်းပဲ once you do that you're ready for success အဲ့ဒီနီးနဲ့လုပ်နိုင်ပြီဆိုလို့ရှိရင်